တညာတဲ့နဲ့လူထောင်ပေါင်းများစွာရဲ့တပ်ကိုနှုတ်ယူသွားခဲ့တဲ့ရေကန်တစ်ခုရှိခဲ့ပါတယ်။1984ခုနှစ်ဩဂတ်လတုန်းကအာဖရိကရဲ့ဝေးလံခေါင်များတဲ့ဒေသတစ်ခုမှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့ကင်မရွန်နိုင်ငံမှာရှိတဲ့မွန်နုံးရေကန်မှာပါ။တညမှာရေကန်နီးကရွာသားတွေကထူးဆန်းတဲ့အတန်ကြီးတစ်ခုကြားခဲ့ရပေမဲ့အမှုမှတ်မှတ်မဲ့ပဲနေခဲ့ကြပါတယ်။အဲ့ဒီည7:00နာရီခွဲလောက်မှာအဖြူရောင်တိမ်တိုက်ကြီးတစ်ခုရေကန်ထဲကနေထွက်လာခဲ့ပါတယ်။သူ့ပုံစံကြည့်ရတာမြူနှင်းတွေနဲ့ပုံစံဆင်တူပါတယ်။နေထွက်လာတဲ့ချိန်ထိကိုအဲ့ဒီအငွေ့တွေကရှိနေတော့မှာပဲ။အနီးနားကမြို့သူမြို့သားတွေကတော့ဘာမှထူးခြားတာမရှိဘူးလို့ထင်မှတ်ပြီးတော့ပုံမှန်တိုင်းပဲသွာလာနေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အငွေ့တွေကိုရှူမိလိုက်တဲ့သူတွေကအသက်ရှူရခက်ခဲလာပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲအသက်ရှူရက်သွားခဲ့ကြပါတယ်။ဘလောက်ထိအလင်းမြန်ဖြစ်သွားလဲဆိုလို့ရှိရင်တချို့တွေကသူတို့ရဲ့ကားထဲမှာပဲပုံစံမပြတ်သေဆုံးနေခဲ့ကြပါတယ်။တချို့တွေဆိုလို့ရှိရင်သူတို့ရဲ့ဆိုင်ငယ်ပေါ်မှာပဲမှောက်လျက်သားအနေထားနဲ့ရှိနေခဲ့ကြပါတယ်။ဒီလိုမျိုးဖြစ်အောင်ဘယ်ရာကပြုတ်လုခဲ့လဲဆိုတာဘယ်သူမှရေရာမသိခဲ့ကြပါဘူး။ရွာသားတွေကတော့ဒီရေကန်ကြီးကနတ်ဆိုးတွေရဲ့ကျိန်စာတဲ့ရေကန်ကြီးလို့သတ်မှတ်ခဲ့ကြပါတယ်။တစ်ဖက်မှာတော့အစိုးရကဒါတပုံတွေရဲ့ဓာတုလက်နက်နဲ့တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့စိုးရင်ခဲ့ကြပေမဲ့အဲ့ဒီယူဆချက်ကတိတ်ပြီးတော့အထိပ္ပယ်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဓာတုလက်နက်ဆိုတာပိုင်ဆိုင်မှုခက်ခဲလို့ကဲ၍ပိုင်ဆိုင်ခဲ့ရဆိုရင်တော့မှဒီလိုဝေးလံခေါင်ပြတဲ့နေရာတစ်ခုမှာဘယ်သူမှလက်ဟတ်သက်သုံးပြုမှာမဟုတ်ပါဘူး။မကြခင်မှာပဲသိပ္ပံပညာရှင်တွေကသဘာဝတရားရဲ့ဖြစ်နိုင်ခြေရှိတဲ့အဖြစ်တွေကိုတွေးရှိခဲ့ကြပါတယ်။အစိုးရကဒီဖြစ်ရပ်ကိုစုံစမ်းဖို့အတွက်အမေရိကန်ကမီးတောင်ကျွမ်းကျင်ပညာရှင်ဟာရဒါစီဂါဆန်ကိုငှားရမ်းခဲ့ပါတယ်။အစမှာတော့သူကမီးတောင်ပေါက်ကွဲတာဒါမှမဟုတ်တခြားသဘာဝဘေးအန္တရာယ်ဖြစ်ပွားစေတဲ့အထောက်အထားတွေမတွေ့ခဲ့ရပါဘူး။ဖြစ်ချင်တော့ရေကန်ရဲ့အနက်ဆုံးနေရာကရေနမူနာကိုယူကြည့်လိုက်မှသာအဖြေကိုတွေးရှိသွားခဲ့ပါတယ်။ရေနမူနာထည့်ထားတဲ့ပလင်းကိုကျွန်တော်တို့ဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဆိုဒါပလင်းတွေအေးပလင်းတွေကိုလှုပ်ရမ်းပြီးဖွင့်လိုက်တယ်လို့မျိုးပဲပလင်းဖုံးကအချိန်ပြင်းပြင်းနဲ့ပွင့်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှသာစီကာဆန်ကရေကန်ရဲ့အောက်ခြေမှာကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေအပြည့်အနှက်ကိုပျော်ဝင်နေပြီးတော့ဖိအားတွေအရန်များနေတာကြောင့်ဆိုတာသိရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်ထပ်2နှစ်ကြာ1986ဩဂတ်လမှာနယူးစီကန်မှာလည်းအလားတူဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်သွားပြီးတဲ့နောက်မှာဒီရေကန်ထဲကနေကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကြီးထွက်လာပြီးတော့အနီးနားကရွာတွေစီကိုပြန့်နှံ့သွားခဲ့တာကြောင့်လူတွေနဲ့တိရစ္ဆာန်ထောင်ပေါင်းများစွာသေဆုံးခဲ့ကြရပါတယ်။လူပေါင်း1946ဦးနဲ့တိရစ္ဆာန်3500ကျော်အသက်ဆုံးရှုံးသွားခဲ့ရတဲ့ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။သဘာဝတရားကြီးကလှပပေမဲ့ကျွန်တော်တို့နားလည်ဖို့မကြိုးစားထားဘူးဆိုရင်အချိန်မရွေးအန်နဲ့ကြားရောက်လာနိုင်တယ်ဆိုတာကိုသင်ခန်းစာယူနေပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။